မွေးကင်းစကလေးထိန်းသိမ်းရေးခန်းထဲမှာအမျိုးသမီးသူနာပြုတယောက်ဟာတကားကိုအသာတော့ခတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အခန်းထဲမှာရှိတဲ့မွေးကင်းစကလေးလေးတွေကိုရရက်ဆက်ဆက်စတင်တက်ဖြစ်ပါတော့တယ်။အပြင်ဘက်ကမိဘတွေခမညာတကားကိုထူရိုက်အော်ဟစ်ပြီးငိုယိုနေကြပေမဲ့လည်းကလေးတွေကိုကယ်ဖို့ဘာမှမလုပ်နိုင်ခဲ့ပါဘူး။လုံခြုံရေးတွေရောက်လာပြီးမှန်တွေကိုထုခွဲဝင်ရောက်ချိန်မှာတော့အခန်းတစ်ခုလုံးသွေးပင်လဲဝင်နေပြီးကလေးပေါင်းများစွာတေဆုံးသွားခဲ့ရပါပြီ။လူတွေသူမကိုဖမ်းဆီးဖို့လုပ်တော့မှပဲအဲ့ဒီသူနာပြုဟာသူမကိုသူမအသက်နှုတ်သွားခဲ့ပါတယ်။ဒီထိတ်လန့်စရာဖြစ်ရကြီးပြီးသွားပြီလို့အားလုံးကထင်မှတ်ထားခဲ့ကြပေမဲ့နည်းနည်းကြာမှာတော့နောက်ထပ်အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုကြီးတစ်ခုထပ်ဖြစ်လာခဲ့ပါတယ်။နေဆက်အနီးကမူလာတန်းကျောင်းတစ်ကျောင်းအဖွင့်ချိန်မှာကလေးမလေးတစ်ယောက်ကခြံစည်းရိုးကိုကြော်တက်လာပြီးတနက်နဲ့စတင်ပစ်ခတ်ခဲ့ပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲကလေးနဲ့ဆရာမပေါင်း30ကျော်တေဆုံးခဲ့ရပြီးလူသက်သမားကလည်းအကြောင်းရင်းတစ်ခုမှမချန်ခဲ့ပဲကိုတနက်နဲ့ပြစ်တက်သွားခဲ့ပါတယ်။စုံစမ်းစစ်ဆေးသူတွေဟာဒီလူတက်မှုနှစ်ခုရဲ့ပုံစံတူလိုနေတာကိုတွေ့လိုက်ရပါတယ်။ရန်ညိုးလည်းမရှိကြိုတင်သတိပေးချက်လည်းမရှိသလိုတေချာတဲ့ရည်ရွယ်ချက်လည်းမပြတ်သားပါဘူး။ပိုဆိုးတာကလူသက်သမားတိုင်းဟာအပြစ်ပေးမခံရခင်ကိုအသက်နှုတ်သွားကြတာပါပဲ။မြို့တစ်မြို့လုံးထိတ်လန့်နေချိန်မှာရဲတွေကလည်းဘာအစအနမှရှာမရပဲလမ်းပြောင်းနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသိပ္ပံနည်းကျရှင်းပြလို့မရတဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုစုံစမ်းစစ်ဆေးတဲ့အထူးအဖွဲ့တစ်ဖွဲ့ရောက်ရှိလာပါတယ်။သူတို့ဟာအထူးကိရိယာတွေကိုသုံးပြီးအခင်းဖြစ်နေရကိုအသေးစိတ်စစ်ဆေးခဲ့ကြပေမဲ့လည်းစုံစမ်းနေတော့မှပဲနောက်ထပ်လူတက်မှုတစ်ခုထပ်ဖြစ်လာခဲ့ပြန်ပါတယ်။ရေကူးကန်တစ်ခုထဲမှာကလေးတွေပျော်ပျော်ရွှင်ရွှင်ရေကူးနေကြချိန်မှာဝန်ထမ်းမျိုးသမီးတစ်ယောက်ရဲ့မတင်ကားစရာရည်ရွယ်ချက်ကိုဒီသူများသတိမထားမိခဲ့ကြပါဘူး။သူမဟာအဝတ်လဲကန်းထဲမှာလျှက်စစ်တအားမြင့်ကျိုးတွေကိုပြင်ဆင်ပြီးရေကူးကန်ဘက်ကိုဦးတည်လျှောက်သွားခဲ့ပါတယ်။ရေကူးကန်ဆောင်ကသတိထားမိလို့တားဆီးဖို့ကြိုးစားခဲ့ပေမဲ့အချိန်နောက်ကျသွားခဲ့ပါပြီ။သူမဟာလျှက်စစ်ကျိုးတွေကိုရေထဲပစ်ချလိုက်တာကြောင့်ရေကူးကန်တွေကကလေးများပြားတေဆုံးသွားခဲ့ရပါတယ်။ဒီသတင်းကိုစုံစမ်းစစ်ဆေးသူနူးမန်းစီဖုန်းဆက်အကြောင်းကြားချိန်မှာတော့ခဏချင်းအတွင်းမှာပဲအပြစ်မဲ့ကလေးတွေကိုပြစ်မှတ်ထားတဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုကြီး3ခုတောင်ဖြစ်ပွားခဲ့ပြီးပါပြီ။ဒီအမှုတွေဟာတိကျစီလို့ထင်ရပေမဲ့တပ်ဖြတ်ပုံစံနဲ့ပြစ်မှတ်ကတော့ထပ်တူကျနေခဲ့ပါတယ်။ရဲတွေလမ်းပြောင်းနေချိန်မှာတော့တေဆုံးသူရဲ့မိသားစုဝင်တစ်ယောက်ကအရေးကြီးတဲ့အစအနတစ်ခုကိုယူဆောင်လာခဲ့ပြီးဒီဆိုးဝါးလာတဲ့လူတက်မှုကြီး3ခုရဲ့နောက်ွယ်ကထိတ်လန့်စရာအမှန်တရားဟာဖြည်းဖြည်းချင်းပေါ်ပေါက်လို့လာခဲ့ပါတော့တယ်။